ကဘာပေါ်ကအရန်ထူဆန်းပြီးဟာသားဆက်ဆန်တားမြစ်ထားတဲ့စီကံချက်10ခုကဘာကြီးပေါ်မှာလူတွေလိုက်နာရတဲ့စီကံတွေအများကြီးရှိပါတယ်ဒါပေမဲ့တချို့စီကံတွေကဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုပြီးခေါင်းကုပ်ရလောက်အောင်ထူးဆန်းပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကဘာတဝန်းကအရန်ထူးဆန်းပြီးတစ်ခါကြားယုံနဲ့ရေမောမိစေမဲ့တားမြစ်ထားတဲ့စီကံချက်10ခုကိုအစဉ်လိုက်ပြောပြပေးသွားမှာပါ Oh my god, what is that? နံပါတ်10စင်ကာပူမှာ PK မစားရကမ္ဘာပေါ်မှာအတန်ရှင်ဆုံးနိုင်ငံတွေတဲကနိုင်ငံတစ်နိုင်ငံကိုပြောပါဆိုရင်စင်ကာပူကိုလူတိုင်းသတိရကြပါတယ်ဒါပေမဲ့စင်ကာပူမှာထူးဆန်းတဲ့ဥပဒေတစ်ခုရှိပါတယ်အဲ့ဒါကတော့ PK မစားရတာပါပဲဘာလို့လဲဆိုတော့1990ဝန်းကျင်ကလူတွေ PK ကိုစီကမ်းမရှိရှောက်ကတ်ထားကြလို့ယထာတကားတွေတောင်ပိတ်မရဖြစ်ခဲ့ပါတယ်မိတ်ဆွေစိတ်ကူးယဉ်ကြည့်ပါယထာတွေနှောက်ကြရတဲ့အကြောင်းရင်းက PK ကြောင့်ပါအဲ့ဒါကြောင့်စင်ကာပူအစိုးရက PK တင်သွင်းခွင့်အောင်ဘန်ခဲ့ပါတယ်တကယ်လို့မိတ်ဆွေရစင်ကာပူမှာ PK ခိုးပြီးရောင်းမိရင်တော့ဒဏ်ကြီးဆောင်ရနိုင်ပါတယ်နံပါတ်9အီတလီရဲ့တချို့နေရာတွေမှာချိန်ရက်ဖက်နှက်စီးပြီးအတန်ထွက်လို့မရပါဘူးအီတလီက Tourist Paradise လို့ပြောလို့ရပါတယ်ဒါပေမဲ့တချို့မြို့တွေမှာချိန်ရက်ဖက်နှက်စီးပြီးတစ်ဖက်ဖက်အတန်ထွက်ရင်တော့ဒဏ်ငွေဆောင်ရနိုင်ပါတယ်ဒေသခံတွေက tourist တွေအတန်ကျကျနဲ့လမ်းလျှောက်တာကိုမကြိုက်လို့ပါတဲ့နံပါတ်10 Switzerland မှာည10:00နာရီနောက်ပိုင်း train နဲ့ရေမဆွဲရဒီတစ်ခုကတော့ legendary ပါပဲ Say what? Switzerland ရဲ့တိုက်ခန်းတချို့မှာည10:00နာရီနောက်ပိုင်း train နဲ့ flat ဆွဲတာကို noise pollution လို့သတ်မှတ်ထားကြပါတယ် Do that again. မိတ်ဆွေစဉ်းစားကြည့်ပါည10:00နာရီတမီနဲ့ train နဲ့ရေဆွဲချရမလားအိမ်ကြီးချင်းကိုကြောက်ရမှာ Hello, neighbor. အဲ့ဒါကြောင့် tourist တချို့ကဒီနိုင်ငံမှာ train နဲ့သုံးရင် strategy လိုတယ်လို့ဟာသားလုပ်ကြပါတယ်နံပါတ်9ပြင်သစ်မှာဝက်ကိုနပိုလီယန်လို့နာမည်ပေးလို့မရပါဘူးပြင်သစ်မှာဝမ်မွေးလို့ရပါတယ်ဒါပေမဲ့ဝက်ကိုနပိုလီယန်လို့နာမည်ပေးလို့မရဘူးလို့ဆိုကြပါတယ်ဘာကြောင့်လဲဆိုတော့နပိုလီယန်ကပြင်သစ်သမိုင်းကြောင်းရဲ့ legendary emperor ဖြစ်နေလို့ပါပဲပြင်သစ်အစိုးရက empire ကိုဝက်နဲ့မနိုင်နဲ့ဆိုတဲ့ fight မျိုးပါနံပါတ်6 Australia မှာမီးလုံးပြောင်းဖို့ license လိုအပ်ပါတယ်ဟုတ်ပါတယ် Australia ရဲ့တချို့နေရာတွေမှာမီးလုံးတစ်ခုမကောင်းလို့တစ်ခုချိန်မယ်ဆိုရင် professional လျှက်စစ်မှာပဲလုပ်ရမယ်ဆိုတဲ့ဥပဒေရှိပါတယ်ကျွန်တော်တို့3မိနစ်နဲ့ပြောင်းတက်နေတဲ့မီးတွေကိုအဲ့ဒီမှာတော့ license ရှိမှပြောင်းတက်လို့ရပါမယ်မီးလုံးတစ်လုံးပြောင်းတာကနေမှုခင်းကွင်းဆက်တစ်ခုစတင်နိုင်လို့ပါပဲနံပါတ်5ကနေဒါမှာ coin အများကြီးနဲ့ငွေပေးချေလို့မရပါဘူးကနေဒါမှာတန်ဖိုးကြီးပစ္စည်းတွေဝယ်တဲ့အချိန်ကြွေစေးတွေအများကြီးသုံးပြီးငွေပေးချေတာကိုတားမြစ်ထားပါတယ်။ဥပမာမိတ်ဆွေကကားစီးဝယ်မယ်ဆိုပါစို့အကြွေစေးအိတ်တွေတည်သွားတာကိုဆိုင်ရှင်မြင်တာနဲ့တန်းပြီးမောင်းထုတ်မှာပါ Get out. ဒီဥပဒေကစီးပွားရေးလုပ်ငန်းတွေမှာ coin trolling မလုပ်နိုင်အောင်ဖန်တီးထားတာပါ။ Number 4ဂျပန်မှာ overweight ဖြစ်တာကိုစောင့်ကြည့်ပါတယ်။ဂျပန်မှာ metabolic law လို့ခေါ်တဲ့ဥပဒေတစ်ခုရှိပါတယ်။ဂျပန်မှာအလုပ်သွားလုပ်ရင်အချိန်ကြရမယ်ရထားပေါ်မှာအတန်မကျရဘူးဒါတွေကမိတ်ဆွေတို့တွေရိုးရှင်းနေပါသေးတယ်ဒါပေမဲ့ဘိုက်ပူလို့ရင်တော့ဥတွေကန့်သက်ချက်ရှိတယ်ဆိုတာသင်သိပါသလားအဲ့ဒါကို metabolic law လို့ခေါ်ပါတယ်2008ခုနှစ်မှာဂျပန်အစိုးရကအသက်40ကနေ84ကြာလူတွေရဲ့ခါးဆိုင်ကိုစစ်ဆေးပါတော့တယ်ယောက်ျားဆို33လက်မှကျော်ရင်သတိပေးခံရပါတယ်မိန်းမဆိုရင်35လက်မှကျော်ရင်ဖြည့်ရှင်းချက်ပေးရပါမယ်တချို့ကုမ္ပဏီတွေဆိုဝန်ထမ်းတွေဘိုက်ပူလို့ရင် fine အောင်ဆောင်ရတယ်လို့ဆိုပါတယ် project deadline မမီတာ okay ဒါပေမဲ့ခါးဆိုင်မမီတာတော့မရပါဘူးဆိုတဲ့သဘောပါဂျပန်ဆိုရဲ့ idea ကတော့လူတွေကို healthy ဖြစ်စေချင်တာပါဒါကြောင့်ဂျပန်မှာအစာစားတဲ့အခါနောက်တစ်ပကံ order မလုပ်ခင်ခါးဆိုင်ကိုအရင်စဉ်းစားပါ Oh no. နံပါတ်3ထိုင်းလန်မှာပတ်စံကိုခြေထောက်နဲ့ထိလို့မရပါဘူးထိုင်းပတ်စံမှာထိုင်းပြင်ပူမီပေါ်ရဲ့ပုံပါနေလို့ပါဝေဆက်ကိုခြေထောက်နဲ့ထိတာသို့မဟုတ်မလေးမစားပုံစံလောက်တာက serious disrespect လို့သတ်မှတ်ပါတယ်ဒါကြောင့်လေးတက်ပြီးပတ်စံလွင့်သွားရင်တော့လူတွေကခြေထောက်နဲ့မနေမဲ Spider-Man လို့လိုက်ဖမ်းကြရမှာပါ Holy shit! နံပါတ်2 Venice မှာခိုရီကိုအစာမကျွေးရဟုတ်ပါတယ်အီတလီရဲ့ Venice မြို့မှာခိုရီကိုအစာကျွေးရင်ဒဏ်ငွေဆောင်ရနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ခိုရီမျိုးပွားတော့အရန်များလာပြီးတမိုင်းဝင်အဆောက်အုံတွေကိုညစ်ပတ်စီမှာစိုးလို့ပါပဲ tourist တယောက်ကခိုးစားကျွေးဖို့မုံလေးထုတ်လိုက်တာနဲ့ရာဇဝတ်မှုတစ်ခုပါပဲမိတ်ဆွေက Venice ကိုသွားလိုက်ရင်ဂွန်ဒိုလာလှီစီးလို့ရမယ်ပီဇာစားလို့ရမယ်ခိုးစားကျွေးဖို့ကတော့ no ပါနံပါတ်1
အင်္ဂလန်ပါလီမန်ထဲမှာတေချင်းကိုတားမြစ်ထားတယ်ဆိုတဲ့စည်းကမ်းပါပဲဒီစည်းကမ်းချက်ကထူးဆန်းပြီးလူပြောများခဲ့ပေမဲ့ officially ထုတ်ပြန်တာမျိုးတော့မရှိသေးပါဘူးသူတေချင်းတဲ့ချိန်တေမှာပဲလေဥပဒေနဲ့တားလို့ရလားလို့မေးခွန်းတွေထုံးเสียရှိပေမဲ့အင်္ဂလန်ပါလီမန်အဆောက်အဦထဲမှာတော့တေဆုံးခြင်းကိုတားမြစ်ထားတယ်လို့ဆိုကြပါတယ်အင်္ဂလန်ပါလီမန်ဟာတော်ဝင်နေရာတစ်ခုဖြစ်တာကြောင့်အထဲမှာတစုံတစ်ယောက်တေဆုံးတာနဲ့ပြည်내အဆင့်စာပနာလုပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒီအခါပါလီမန်ထဲမှာအလုံးရှုံမှဆိုးတာကြောင့်တေချင်းကိုတားမြစ်ထားတာပါမိတ်ဆွေကကြုံကြိုက်လို့အင်္ဂလန်ပါလီမန်ထဲဝင်လေတဲ့အခါအထဲမှာမသေးပါနဲ့အပြင်ရောက်မှသေပါ Me, help me, I'm gonna die. Tony Rick. အခုပြောပြခဲ့တဲ့စီကံချက်တွေထဲမှာဘယ်ဟာကအထူးဆန်းဆုံးဖြစ်မယ်လို့သင်ထင်တယ်လဲကျွန်တော်ဆိုရင် Twilight Fred Rule ကြီးကြားပြီးတော့ Switzerland မှာအင်တာတက်ဖို့တော့ကြောက်သွားပါပြီဗီဒီယိုကိုအစဆုံးကြည့်ရှုပေးခဲ့တဲ့ညီကိုမောင်နှမတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်